Barry Pimble ကိုနိုင်ယူပြီးတိုဘရီယာစီကနေခပတ်ကိုလူတော့မယ် Justin Gaethje ပြည်သူများမင်္ဂလာပါဗျာကျွန်တော် MMA Sport Channel ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေဒီနေ့မနက်အစောပိုင်းက T-Mobile Arena မှာကျင်းပခဲ့တဲ့ UFC 324ပြိုင်ပွဲရဲ့ခေါင်းပွဲစဉ်မှာတော့ Lightweight ရဲ့ဂျားပြတ်ချန်ပီယံ Justin Gaethje ဟာ Barry Pimble ကိုအမှတ်ပေးအဆုံးဖြတ်နဲ့အနိုင်ရရှိခဲ့ပြီးတဲ့နောက် UFC သမိုင်းတစ်လျှောက်ပထမအဆုံးဂျားပြတ်ချန်ပီယံဆုကို2ကြိမ်ထိရယူနိုင်ခဲ့တဲ့ Fighter အဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်တကယ်တော့ Justin Gaethje အနေနဲ့တိုဘရီယာနဲ့ထိုးသက်ဖို့စောင့်တိုင်းနေကြတာဖြစ်ပါတယ်လက်ရှိ Lightweight Champion တိုဘရီယာဟာမိသားစုပြဿနာကိစ္စတွေကြောင့်ပွဲထိုးဖို့ခက်တာအနားနေကြတာကြောင့် UFC ဘက်ကနေပြီးတော့ Justin Gaethje နဲ့ Barry Pimble ကိုဂျားပြတ်ချန်ပီယံလို့ပွဲစီစဉ်ပေးခဲ့တာဖြစ်ပါတယ်ဒီဝက်မတိုင်ခင်ကလေးကပရိသတ်တွေကြားထဲမှာစိတ်ဝင်စားစရာတော်လေးများခဲ့ပြီးချန်ပီယံကြီး Justin Gaethje ဟာလီဗာပူးမြို့ကန်နေသားတယောက်ဖြစ်တဲ့ Barry Pimble ကိုအနိုင်ရရှိဖို့လွယ်ကူမှာပေါ့ဘူးဆိုပြီးတော့သုံးသပ်မှုတွေရှိခဲ့ပါတယ်တကယ်ဒီပွဲဟာလည်းပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး9ချီစလုံးပရိသတ်တွေကိုဖျော်ဖြေမှုအပြည့်ပေးစွမ်းနိုင်သွားခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်ပထမချီစားဖွင့်တွေက Justin Gaethje ဟာတောက်လျှောက်ဖျားပေးတိုင်းစစ်ဆင်နိုင်ခဲ့ပြီးတေတောင်းလဲလွတ်နိုင်ခဲ့တယ်လို့သူရဲ့ striking တွေကလည်းတော်တော်လေးကြီးကြားခဲ့တာဖြစ်ပါတယ်။ Fighter နေအောင်ဆုံးရဲ့အသေးဆွဲပွဲနဲ့တကယ်ကိုကောင်းမွန်တဲ့ပွဲကောင်းတစ်ပွဲကိုကျွန်တော်တို့ကြည့်ရှုခန်းစားခဲ့ရဖြစ်ပါတယ်။ Justin Gaethje ဟာဒီပွဲမှာသူ့ရဲ့ power လက်သီးနဲ့ပွဲကိုတက်နိုင်သမျှမြန်မြန်သိမ်းဖို့အတွက်စ조사ခဲ့ပေမဲ့Barry Pimble ရဲ့မှာကုန်နဲ့သူ့ရဲ့တေတောင်း defense တွေဟာ Justin Gaethje ကိုအားသိမ်းစေခဲ့လို့ပြောရမှာဖြစ်ပါတယ်။အမှတ်အနေနဲ့ကြည့်မယ်ဆိုရင်ပထမအခြေဒုတိယအခြေနဲ့စတုတ္ထအခြေတွေမှာ Justin Gaethje ဟာတိတိကျကျအသာရခဲ့ပြီး striking ပိုင်းမှာလည်းအသာရခဲ့တယ်လို့တေတောင်းလည်း3ခါထိပြုလုပ်ခဲ့တာဖြစ်ပါတယ်။တတိယအခြေမှာတော့ Barry Pimble အနေနဲ့အနေငယ်အသာရခဲ့တာမျိုးရှိပေမဲ့ Justin Gaethje ရဲ့မှာကုန်ကိုမရှင်းနိုင်ခဲ့ဘူးလို့ပြောရမှာဖြစ်ပါတယ်။ Gaethje ရဲ့ power လက်သီးတွေတောက်လျှောက်ထိမှန်ခဲ့ပြီးတော့မျက်နှာကမဲညို့ပြီးတော့တပြေသီးမှဲ့တယ်လို့မျိုးညိုမဲဆွဲနေပေမဲ့ Barry Pimble အနေနဲ့ခဏခဏပြန်ချပြီး9ချီအပြည့်ရုံသွားနိုင်တာကိုတော့မဖြစ်မနေကြီးကျူသွားရမှာဖြစ်ပါတယ်။တတိယအချီမှာ Barry Pimble တာခဲ့ပေမဲ့နောက်ဆုံးအချီကတော့ Fighter နှုတ်ကြားသိမကွာဘူးလို့ပဲပြောရမှာဖြစ်ပါတယ်။မပေးဆုံးဖြတ်ခံယူကြရမှာတော့ Justin Gaethje ကိုမပေးထိုင်လူကြီးတွေက49-46 49-46 48-49အမှတ်အပြတ်တက်နဲ့အနိုင်ရရှိခဲ့ပြီးဒုတိယအကြိမ်မြောက် Lightweight ယာယီချန်ပီယံခပတ်ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် Justin Gaethje ဟာ UFC သမိုင်းမှာဂျားပြတ်ချန်ပီယံပွဲကို2ကြိမ်ထိရရှိခဲ့တဲ့ပထမဆုံး Fighter ဖြစ်မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်အဖေးမှာ UFC ရဲ့ Fighter ကျော်တယောက်ဖြစ်တဲ့ Arman Tsarukyan ကလည်း Justin Gaethje ကိုချီးကျူးနဲ့ Barry Pimble ကိုပပလေးပုတ်သွားခဲ့တာဖြစ်ပါတယ်။ Arman Tsarukyan ကချန်ပီယံစင်ကော်ကွင်းကိုလက်ဆောင်တစ်ခုလိုလက်ကားရလာတဲ့သူကဒီလိုဖြစ်တာပဲ။ Barry က ranking တွန်းတင်ခံလာတဲ့ကောင်မှာသူ့ရဲ့ချင်းနဲ့တက်လာတာမဟုတ်ပါဘူး။ချန်ပီယံခပတ်စင်ကော်ကွင်းနဲ့လုံးဝမထိုက်တန်ပါဘူး။ Gaethje တို့ကကုန်ယူပါတယ်။သူကတကယ်ကို Fighter စစ်ရဲ့နှလုံးသားကိုပြသခဲ့တာပါ။တခြားသူလိုမဟုတ်ပဲကျွန်တော်နဲ့ရှင်ပြိုင်မှုကိုလည်းသူလက်ခံမယ်ဆိုတာသိကြပါတယ်။လေးစားပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ Justin Gaethje ဟာလာမယ့်ဇွန်လအတွင်းမှာဖြစ်လာနိုင်မယ်တိုဘရီယာနဲ့ချန်ပီယံခပတ်ပေါင်းစည်းပွဲအတွက်ပြင်ဆင်မှုတွေစတင်တော့မှာဖြစ်ပါတယ်။ဒီပွဲစဉ်ဟာပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာမှာဖြစ်ပြီး Justin Gaethje အနေနဲ့ပွဲကျဲတစ်ပွဲကိုထပ်ပြီးထိုးပြအောင်မလားဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှာလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။